မြစ်ထဲကတတဝါကြီးဒီဗီဒီယိုကအမေဇုံကနေရဟတ်ယာဉ်ပေါ်ကတိုက်ရိုက်ထားတာဖြစ်ပါတယ်။ကြောက်စရာကြီးပဲ။ရေထဲမှာမွေကြီးနဲ့တူတဲ့အရာကြီးတစ်ခုရေမျက်နှာပြင်အောက်ကပြေးပြေးပြစ်ပြစ်ရွေ့လျားနေတာကိုရှင်းရှင်းလင်းလင်းမြင်ရတယ်။အရန်ရှည်လျားလုံးလို့မြစ်ကိုအလျားလိုက်ဖြတ်တန်းနေပုံပဲ။တချို့တွေကအလင်းမြန်အာနာကွန်ဒါကြီးပဲလို့ပြောကြတယ်။ဒါပေမဲ့ဒီဟာကအာနာကွန်ဒါထက်ပိုကြီးနေပါတယ်။မြဆဆပိုကြီးနေတာပါ။တချို့တွေကရှေးသင်္ဘောသားပုံမြင်တွေကလို့ပင်လယ်နဂါးကြီးနဲ့တူတယ်လို့ကြိတ်ဆိုကြတယ်။ဟုတ်ပါတယ်တချို့တွေကဒါကိုလှောင်ပြောင်ကြတယ်။ဒါပေမဲ့ကြည့်လေဗျာ။အဲ့ဒီတတဝါကြီးကရဟတ်ယာဉ်နဲ့ကင်မရာရိုက်တူထက်ကြီးမားလွန်းနေပါတယ်။တကယ်ထိတ်လန့်စရာကြီးပါ။မင်းရောဘလို့ထင်လဲမှတ်ချက်လေးရေးသွားပါဦး။ခုလိုဗီဒီယိုလေးတွေအမြဲတင်ဆက်ပေးနေလို့ like subscribe follow လုပ်ထားပေးကြည့်စုပါ။